ကဘာလောက်ခအများဆုံးနဲ့အန်ဒီရဲ့အရှိဆုံးတရားတီဆောက်ရေးလုပ်ငန်းဒါကတော့ကဘာပေါ်မှာလောက်ခလာစာအများဆုံးရတဲ့စောက်လုပ်ရေးလုပ်သားတွေရဲ့အလုပ်ပဲဖြစ်ပါတယ်တလကိုအမေရိကန်ဒေါ်လာ46,000ခန့်ထိရရှိကြတာပါဒါပေမဲ့သူတို့ဟာပေ900အမြင့်မှာအလုပ်လုပ်ကြရတာပါတရားတီဆောက်ရေးရဲ့အစောပိုင်းကာလတွေမှာဆိုရင်ညီပြင်ကနေအလွတ်မြင့်မားတဲ့နေရာကကြက်မှောင်းတဲ့စတီးတန်းတွေနဲ့စင်ပြင်းတွေပေါ်မှာအလုပ်လုပ်ကြရပါတယ်အဲ့ဒီစတီးမြင့်တဲ့ပြင်တွေဟာနှီးရည်တွေကြောင့်မကြာခဏချိုနေတတ်ပြီးခြေတလန်းအမှားဟာအောက်ကနှရှင်းလာတဲ့6ထဲကိုပြုတ်ကျသွားစေနိုင်ပါတယ်ဒါကြောင့်စောက်လုပ်ရေးကုမ္ပဏီတွေဟာအောက်ဖက်မှာဘေးကင်းကြီးပိုက်ကုန်တွေတက်ဆင်ပေးထားလိမ့်ရှိပေမဲ့အလုပ်သမားတွေရဲ့လုံခြုံရေးကို100%အာမမခံနိုင်ပါဘူးအန်ဒီကဒီမာတင်ရက်မသွားပါဘူးမြင့်မားတဲ့တရားတွေတိဆောက်ရမှာအရေးကြီးဆုံးအပိုင်းကတော့ကီဘယ်ကျိုးတွေကိုပတ်တာနဲ့ကင်တွေ့တာပဲဖြစ်ပါတယ်အလုပ်သမားတွေဟာပြုတ်ကျနိုင်တဲ့အန်ဒီကိုအချိန်ပြည့်ရင်ဆိုင်ရင်လီထဲမှာအကြာကြီးတွဲလုံးခုပြီးအလုပ်လုပ်ကြရတာပါနောက်တစ်ဆင့်ကတော့အလုပ်သမားတွေအကြောက်ဆုံးအပိုင်းဖြစ်တဲ့ steel bound truss အစိတ်အပိုင်းတွေကိုမတင်နေအဆင့်ပါပဲဒီ steel bound တစ်ခုချင်းစီဟာတန်ချိန်3300ကျော်အထိလေးလံနိုင်ပါတယ်ဒီအလီကြီးတွေကိုလီထဲမှာဝေပြန်ပြီးသတ်မှတ်ထားတဲ့နေရာရောက်အောင်ရွှေ့ကြရတာဖြစ်လို့အလုပ်သမားတွေဟာအချိန်မရွေးပြီးမိသွားနိုင်တဲ့အန်ဒီရှိနေပါတယ်ဒီတော့အလုပ်သမားတွေရဲ့ဘေးကင်းလုံခြုံရေးကိုဘယ်လိုမျိုးကာကွယ်ပြီးတင်တယ်လဲဆိုတာကွန်မန့်မှာဝင်ရောက်ပြောဆိုနိုင်ပါတယ်ဗျဒီအလုပ်မျိုးကိုတငယ်ချင်းတို့လုပ်ရေးလားဗျ